အရွယ်ရောက်ပြီးလူငယ်တွေနဲ့စေကျော်သက်တွေဟာအကြက်တဲကာလာတွေရင်ဆိုင်ရတဲ့အခါသူတို့ရဲ့ခံစားချက်တွေကိုထိမ့်သိမ်းရခက်ခဲနိုင်ကြပါတယ်။သူတို့ချစ်ခင်ရတဲ့သူတွေဆုံးရှုံးသွားခဲ့နိုင်တယ်လို့မိသားစုဝင်တွေရဲ့အလုပ်ကိုင်တွေဆုံးရှုံးသွားတာမျိုးကိုလည်းရင်ဆိုင်နေရနိုင်ပါတယ်။တချို့ကြတော့လေကိုရင်းနှီးနေထိုင်ခဲ့ရတဲ့အိမ်နဲ့ရက်ရွာကိုစွန့်ခွာပြီးပညာရေးအလုပ်ကိုင်အတွက်နေရာသစ်ကိုပြောင်းရွှေ့ရတာတွေနဲ့လည်းကြုံတွေ့နေရနိုင်ပါတယ်။ဒီအပြောင်းလဲတွေကြောင့်မိသားစုတွေမှာမတူညီတဲ့စိတ်ခံစားချက်တွေဖြစ်တဲ့ဝမ်းနည်းတာစိတ်မွန်းကျတာမျိုးဒါမှမဟုတ်မိသားစုအတွင်းအခြေတင်စကားများရန်ဖြစ်တာမျိုးတွေကိုပိုးပြီးကြုံတွေ့လာနိုင်ပါတယ်။ကျောင်းစာပေါ်အနှောက်အယှက်ဖြစ်တာတွေတငယ်ချင်းတွေနဲ့အရင်လိုအပြင်မှာလွတ်လွတ်လပ်တွေးလို့မရတာတွေနဲ့ကြုံတွေ့ရတာကြောင့်ဆယ်ကျော်သက်လူငယ်တွေဟာလည်းမိဘတွေလိုပဲစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုတွေခံစားရနိုင်ပါတယ်။လူငယ်တွေဟာသူတို့ရဲ့စိတ်ခံစားချက်တွေကိုဖွင့်ပြောပြဖို့စိတ်မလုံးချုံတာမျိုးဒါမှမဟုတ်ပြောဖို့အခွင့်အရေးမရကြတာမျိုးတွေကြောင့်ဖုံးကွယ်ထားတတ်ကြပါတယ်။သူတို့ကြောင့်သူများတွေဝင်ပိုမှာကိုလည်းစိုးရိမ်နေနိုင်ပါတယ်။ဒါကြောင့်လူငယ်တွေမှာစိတ်ဖိစီးမှုလက္ခဏာတွေဖြစ်တဲ့စိတ်အပြောင်းလဲမြန်တာဆိုရှယ်မီဒီယာမှာပဲအချိန်ပိုဖြုံးတာများလာပြီးခံစားချက်ကိုဖုံးဝှက်ထားတာလူကြီးမိဘတွေကိုပုံကံမနစ်သက်တဲ့အပြုမှုတွေလုပ်မိလာတာအိတ်ချိန်နဲ့လာတာအပြောအဆိုနဲ့လာတာအရက်နဲ့မူရစ်ဆေးဝါးကိုသုံးစွဲတာစိတ်သက်သာရဖို့အတွက်ကိုနာကျင်ထိခိုက်အောင်လုပ်တာမလိုအပ်တဲ့စွန့်စားမှုတွေအရဲစွန့်လုပ်တာစတဲ့စိတ်ဖိစီးမှုလက္ခဏာတွေကိုမိဘတွေအနေနဲ့သတိထားဖို့လိုအပ်ပါတယ်ဒီလိုလက္ခဏာတွေကိုသတိထားမိခြင်းဖြင့်သင်ရဲ့စေကျော်သက်အရွယ်သားသမီးတွေကိုသူတို့အလိုအဆုံးအချိန်မှာကူညီပံ့ပိုးပေးနိုင်ပါတယ်။အရွယ်ရောက်ပြီးသူများအနေနဲ့တခါတရံလူငယ်တွေရဲ့ပြဿနာတွေကိုအသေးအဖွဲကိစ္စအဖြစ်သတ်မှတ်ပြီးပြစ်ပယ်ထားမိတတ်ပါတယ်။ဒါပေမဲ့သူတို့ရဲ့ခံစားချက်တွေနဲ့ပြဿနာတွေဟာသူတို့အတွက်လည်းအရေးကြီးတယ်ဆိုတာသတိထားရပါမယ်။ဒီလိုခံစားချက်တွေကိုသူတို့အနေနဲ့ဖွင့်ဟပြပြခြင်းကဆယ်ကျော်သက်အရွယ်တွေနဲ့လူငယ်တွေအတွက်စိတ်ပေါ်ပါတတရာရစေပြီးမိသားစုအတွင်းမှာလည်းယုံကြည်မှုကိုတိဆောက်ပေးရရောက်ပါတယ်။စိတ်ပူမနေပါနဲ့စိတ်ထဲထားမနေနဲ့မစင်းစားနေနဲ့ဒီလိုမျိုးတွေပြောမဲ့အစားသူတို့ဘလို့ခံစားနေရတယ်ဆိုတာကိုပြောပြနိုင်ဖို့အခွင့်အရေးပေးပေးပါ။စကားအကြာကြီးပြောရမယ်လို့မဆိုလိုပါဘူး။သူတို့အဆင်ပြေရဲ့လားသူတို့ရဲ့ခံစားချက်တွေဘလို့ရှိနေလဲဆိုတာကိုမေးမြန်းဆွေးနွေးပေးတာနဲ့တင်ကြီးမားတဲ့အပြောင်းလဲကိုဖြစ်စေနိုင်ပါတယ်။သင်စေကျော်သက်ကလေးတွေကိုပံ့ပိုးပေးနိုင်ဖို့သင်အတွက်အကြံပေးချက်၄ချက်ကိုရွေးထုတ်ပေးထားပါတယ်။အကြံပြုချက်၁သင်ကလေးရဲ့ခံစားချက်ကိုနားထောင်ပါ။ပြီးရင်နားလည်ပေးပါ။သင်ကလေးရဲ့ခံစားချက်တွေအကြောင်းကိုဖွင့်ပြောတာနဲ့ခွဲခြမ်းစိတ်ဖြာတာကအရေးကြီးသလိုသူတို့ရဲ့ခံစားချက်တွေကိုအသိမှတ်ပြုပေးတာကလည်းအရေးကြီးပါတယ်။စကားစားဖို့အတွက်အခုတလောသားတော်သမီးတို့တယောက်တည်းနေတဲ့အချိန်ပိုများနေတယ်နော်အဲ့ချိန်ပိုများလာတယ်ဒါမှမဟုတ်ပိုနဲလာတယ်ဝမ်းနဲ့နေတာဒေါသထွက်နေတာသတိထားမိတယ်အဆရှိသဖြင့်ပေါ့သားတော်သမီးတို့ဖြစ်နေတာတွေကိုလည်းအလေးထားပြီးစိတ်ပူလို့ပါသားတော်သမီးတို့ကဘာတွေဖြစ်နေတယ်ဆိုတာပြောပြခြင်းနဲ့ဆိုရင်အချိန်ပေးနားထောင်ပေးခြင်းနဲ့လို့ပြောပြနိုင်ပါတယ်တတိပြုရမှာကတော့လူငယ်တွေလည်းလူကြီးတွေလိုပါပဲသူတို့ခံစားချက်ကိုအသေးအဖွဲလို့သဘောမထားပါနဲ့နားထောင်ပေးပါဒီအရာကသားတော်သမီးတို့အတွက်ဘလောက်ခက်ခဲတယ်ဆိုတာသိပါတယ်ဘာလို့ပေးရမလဲလို့မေးလို့ရပါတယ်အကြံပြုချက်နှင့်သူတို့ထိန်းချုပ်လို့ရတဲ့အရာနဲ့ထိန်းချုပ်လို့မရတဲ့အရာတွေကိုခွဲခြမ်းစိတ်ဖြာပေးပါတခါတလေကို့အတွေးတဲ့ကိုပိတ်မိနေတဲ့အခါတွေရှိတတ်ပါတယ်ပြီးတော့ကိုလှုပ်ဆောင်လို့မရထိန်းချုပ်လို့မရတဲ့အရာတွေအပေါ်စိတ်ပူနေမိတတ်ပါတယ်စိတ်ကိုလည်းအယမ်းပင်ပန်းစေပါတယ်။ဒါကြောင့်တင့်စေကျော်သက်ကလေးတွေရဲ့စိုးရိမ်ပူပန်မှုတွေကိုနားလည်ပြီးတဲ့အခါဘယ်အကြောင်းအရာတွေကကိုယ်တိုင်ထိန်းချုပ်လို့ရပြီးတော့ဘယ်လိုတွေအဖြစ်မရနိုင်ချောင်းခွဲခြားသိနိုင်ဖို့ကူညီပေးလိုက်ပါ။ဒီလိုလုပ်ခြင်းဖြင့်သူတို့စိတ်ပူနေတဲ့အကြောင်းအရာများစွာတွေကတချို့ကိုဖယ်ထုတ်ပေးနိုင်တဲ့အတွက်ရင်ဆိုင်နေရတဲ့စိုးရိမ်ပူပန်မှုတွေကိုကင်တွယ်ဖို့ပိုပြီးလွယ်ကူလာစေပါတယ်။စကားစားဖို့အတွက်အမေတို့ကလည်းစိုးရိမ်ပူပန်တာတွေဖြစ်ခဲ့ဘူးပါတယ်။သားတို့သမီးတို့လည်းခံစားချက်ကြီးကြီးမားမားတွေရှိနေမှာပဲလေ။ဒီခံစားချက်တွေဖြစ်တဲ့အချိန်ဘယ်လိုမျိုးကင်တွယ်ခဲ့တယ်လဲဆိုတာကိုသားတို့သမီးတို့ကိုပြောပြပေးစေချင်လားဆိုပြီးပြောပြပေးလို့ရပါတယ်။အကြံပြုချက်၃ကောင်းတဲ့အရာကိုရောဆိုးတဲ့အရာကိုပါမြင်သာအောင်ပြောပြပေးပါ။လက်ရှိအခြေအနေမှာရှိတဲ့အခက်အခဲတွေကိုရိုးရိုးသားသားလက်ခံပါ
ပြီးတော့ကောင်းတဲ့အချက်ကိုရောဆိုးတဲ့အချက်ကိုပါပြောပြပေးပါပတ်ဝန်းကျင်ကိုဘာတွေပါဝင်ကူညီနေကြလဲဆိုတာပြောပြပေးပါဥပမာဘသူတွေကတအားသရွေ့အိမ်ကြီးချင်းတွေကိုစောင့်ရှောက်ပေးနေတယ်လဲရက်ရွာပတ်ဝန်းကျင်ကိုဘာတွေပါဝင်ကူညီနေကြလဲဆိုတာပြောပြပေးပါကိုယ်တိုင်လှုပ်ဆောင်ချက်အနေနဲ့နေတိုင်းသူတို့စိတ်ထဲမှာနှစ်သက်ပြီးပီတိဖြစ်စေတဲ့အကြောင်းအရာတစ်ခုကိုချရေးခိုင်းလို့ရပါတယ်ဘလောက်ပဲသိငယ်တဲ့အရာဖြစ်ပါစေသူတို့ဘဝမှာကောင်းတဲ့အရာတွေလည်းရှိတယ်ဆိုတာကိုသတိပေးလိုက်ပါအကြံပြုချက်၄ကိုယ့်ကိုအကူအညီပေးနိုင်မဲ့တယောက်ယောက်ကိုရှာပါစောင့်ရှောက်သူတွေအနေနဲ့ကိုယ့်ရဲ့ကလေးတွေကိုစောင့်ရှောက်တဲ့အခါမှာကိုယ့်ခံစားချက်တွေကိုတော့အလေးမပေးပဲမေ့နေနိုင်ပါတယ်ဒါပေမဲ့သင်အတွက်လည်းနားထောင်ပေးမဲ့သူတယောက်ရှိဖို့တော့လိုအပ်ပါတယ်ဒါကြောင့်သင်အတွက်အသေးချအချိန်ပေးပြီးနားထောင်ပေးမဲ့သူတယောက်နဲ့သင်ခံစားချက်တွေကိုဝေမျှဖို့လည်းမမေ့ပါနဲ့နော်